ဒါတော့ computer designer ပေါ့နော်အထိုင်များတယ်ထိုင်များဆိုဒီဘက်ကကြွက်သားလေးနဲ့ကျွန်တော်ဒီဘက်ကကြွက်သားနဲ့ကိုကျွန်တော်ရှင်းကြည့်တဲ့အခါမှာဒီနားလေးမှာရှိတဲ့ကြွက်သားကနည်းနည်းလေးသူကဖောင်းနေတဲ့ပုံစံရှိတယ်နော်အဓိကကျွန်တော်ပြောခဲ့သလိုပဲအဓိကခုံလေးချောင်းဖြစ်တယ်စုံတဲ့ခုံလေးကိုပြောင်းလိုက်ပါပြောင်းပြီးတော့၄ချောင်းထောက်ခုံနဲ့ထိုင်ပါအမိပါတဲ့ခုံလေးပေါ့ဖော့ပါတဲ့၄ချောင်းထောက်ခုံလေးနဲ့ပြောင်းပြီးတော့ထိုင်ပါနော်ကျွန်တော်အရင်ဆုံးကျွန်တော်ဒီလိုရင်ကျွန်တော်စမ်းကြည့်လိုက်တာโอเคဆန်းကျန်တဲ့ဒီမှာတိတာဒီဘက်မှာကြောက်သားမရှိဘူးတိတ်ပြီးတော့ဒီဘက်မှာကြောက်သားရဖောင်းဖောင်းကြီးဖြစ်နေမြင်လားဒီတန်းဖောင်းဖောင်းကြီးဖြစ်နေနော် hypertrophy လို့ခေါ်တယ်ကျွန်တော်တို့ကဒါရောင်းနေရမဟုတ်ဘူး hypertrophy ဆိုကြောက်သားကြီးနေတာကိုပြောတာဒီဘက်ကကြောက်သားတွေပို့ပြီးတော့ကြီးနေတာဆိုတော့ကကိုထိုင်တဲ့အခါမှာဒီဘက်ကကြောက်သားပို့ပြီးတော့အလုတ်လုံနေရတာအလုတ်လုံတာဖြစ်တဲ့အတွက်သူကနေ့စဉ်လုံရင်းနဲ့သူကပို့ပြီးသူကကြီးလာတာသူကနော်ပေါင်ကိုကျွန်တော်တို့ internal rotation နဲ့ external rotation လို့ခေါ်တာပေါ့เนาะဒီမျိုးအတွင်းကိုလှည့်တာအပြင်ကိုလှည့်တာလို့လုပ်လိုက်တဲ့ခါမှာနာတာမျိုးရှိလားနာတာပေါင်ထိပ်မရှိဘူးဒီနားလေးမှာခံစားမှုလေးရတော့အဲ့နားလေးမှာခံစားပေါင်ထိပ်မှာခံစားမှုလေးရရเนาะโอเคခံစားမှုလေးရပေါင်ကိုကျွန်တော်လွတ်ထုကြည့်မယ်နာလားအဲ့လိုတော့မနာဟုတ်စီမနာဘူးเนาะโอเคညာဘက်ကဘာမှမဖြစ်ဘူးဒီဘက်မှာနည်းနည်းလေး error တော့နည်းနည်းရှိတယ်ပေါင်ရင်းမှာเนาะโอเคခေါင်းကအဲ့လိုထောင်ထားတယ်ဟုတ်တယ်မှန်တယ်ဗျာအဲ့လိုထောင်မှသူကဒီ level ရဲ့ဒီဘေးမှာရှိတဲ့ကြွက်သားတွေပေါ့နော် scary mouse zero star climber strikes တို့ဒါတွေကကျွန်တော်အဓိကတန်းစီချင်တာဟုတ်ကဲ့နောက်အဲ့မှာညှားပြစ်တယ်လို့ဆွဲမယ်ဆွဲပြီးတော့မျက်လုံးကအဲ့လက်သီးစုပ်ကိုလိုက်ကြည့်မယ်နော်အဲ့လက်သီးစုပ်ကိုလိုက်ကြည့်မယ်ပြီး relax ဒါက level ကြီးပေါင်းသမားတွေအတွက်အရန်ကောင်းတယ်ဟိုဟာလေ့ကျင့်ခန်းအမျိုးအစားဖြစ်တယ်ဒါ computer သုံးတဲ့လူတွေအတွက်လည်းဒါအရန်ကောင်းတဲ့ဟာဖြစ်တယ်နော် okay very goodဒါက piriformis muscle stretching လို့ခေါ်တယ်ဟုတ်ညာဘက်ဒူကောင်းမှာအောက်ကဘယ်ဘက်ကဒူကောင်းအဲ့လိုလေးချိတ်ပြီးတော့ဆွဲလိုက်တဲ့ခါမှာအကြောတင်းသူလိုခံစားရတယ်ဟုတ်လားကိုအတင်းနေတဲ့ကြွက်သားလေးကဘယ်နဲ့ညာနဲ့မတူဘူးเนาะဟုတ်လားညာဘက်ကဘာမှမဖြစ်ဘူးဘယ်ဘက်ကပိုတင်းနေလဲနော်ဒါလေးကိုအဲ့လိုမတူတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဆွဲပေးရမယ်เนาะသူကခါကလည်းနည်းနည်းလေးကြွက်သားမညီလို့သူတီတင်မဲ့ခေါ့မှာရှိတဲ့ piriformis muscle ကလည်းတင်းအားလေးနည်းနည်းရှိနေတာเนาะဒီမှာဆိုရင်ကွန်ပျူတာသမားတွေကသူကရှေ့ကိုကျွန်တော်တို့ကုန်းပြီးတော့ computer screen ကိုကြည့်တဲ့အတွက်ဒီရှေ့မှာရှိတဲ့ကြွက်သားတွေကတိုးနေတာနော်တိုးလာမှကြားလာအဲ့တော့အနောက်ကိုကျွန်တော်လန်ထားကြပြဒီရှေ့မှာရှိတဲ့ muscle တွေကိုကျွန်တော်ဒါ stretching ပေးတဲ့အနေထားဖြစ်တယ်ဒီပုံစံလေးကိုကျွန်တော်တို့စက္ကန့်20လောက်တောင့်ထားလိုက်ပါကိုနိုင်ရင်ပေါ့တောင့်ပေါ့နော်တကယ်လို့မနိုင်ရင်လည်းဒါ relax လုပ်လိုက်ပါနော်ဒါလေးကိုလေ့ကျင့်ပေးပါဒါကဒီ reverse လုပ်ခြင်းအပြင်ကိုယ့်ရဲ့နောက်ဆက်တွဲဝေဒနာတွေ forward head posture တို့နော် dorsal hand တို့ဒီကိုကြီးပေါင်းတွေပါလေကာကွယ်ပြီးသားဖြစ်သွားလိမ့်မယ် This too will pass. Every pain, every struggle, every hard season is temporary.